ဇာကိုခုမှစောက်ဝယ်မယ်စစ်ကားလေးတို့အတွက်ဘလို့အမျိုးအစားကိုရွေးချယ်ဝယ်ယူရမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရွှေထီကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့အိမ်သုံးကနေစားပြီးမှလုပ်ငန်းသုံးတမိုင်းနိုင်တဲ့ပိုင်းလေးပေါ့နော်လုပ်ငန်းအကြီးအတွက်ပါရှက်ဗီဇာလေးကိုဘလို့ရွေးချယ်ဝယ်ယူရမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ရှက်ဗီဇာရဲ့အသွင်းပိုင်းမှာရှိတဲ့ fiber ကန်လေးနဲ့ cable ကန်လေးရဲ့အကြောင်းကိုအရင်ဆုံးအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ရှက်ဗီဇာရဲ့အတွင်းပိုင်းကို fiber သားလေးနဲ့ပြုလုပ်ပေးထားမယ်ဆိုလို့ရှိရင်တန်ရှင်းလုံးရတာလည်းကူပြီးမှတန်ရှင်းလက်ဆက်တဲ့တင်းနှံတွေနဲ့အသေးအေးတွေပေါ့နော်အေးတွေကိုအစွမ်းကုန်တာရှိခံအောင်ထိန်းထားနိုင်မှာဖြစ်ပါတယ်ရှင် fresh လိုမျိုးရော freezer လိုမျိုးရော2-in-1 function သုံးလို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီမှန်တဲ့နေရာတွေမှာအသုံးပြုမယ်ဆိုလို့ရှိရင်တော့ပိုပြီးမှအဆင်ပြေပါတယ်နော်ရှက်ဖီဇာရဲ့အတွင်းပိုင်းကိုခဲကန်နဲ့ပြုလုပ်ပေးထားမယ်ဆိုလို့ရှိရင်တော့ဗောနော်သူကတော့အတွင်းကိုခဲကန်နဲ့ပြုလုပ်ပေးထားတဲ့ကြောင့်မို့အလူမီနီယံသားနဲ့ပြုလုပ်ပေးမှာဗောနော်အထဲမှာဆိုလို့ရှိရင်ရေခဲတုတ်တက်ပြီးမှအေးမြန်မယ်အခဲတာကိုလည်းနိုင်အရှိအကြာကြီးဗောနော်ထင်းထားနိုင်မှာဖြစ်ပါတယ်ရှင်ဗောနော်အသားတွေငါးရေခဲတွေကိုလက်ဆက်တာကိုဗောနော်တာရှိခံခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဟာလေးကိုရွေးချယ်ဖို့ recommend ပေးချင်ပါတယ်သူကတစ်ခါခဲထားရုံနဲ့တော်ရုံအကြီးမပြောစေတဲ့အတွက်မိမမှန်တဲ့နေရာတွေမှာဆိုလို့ရှိရင်သူ့ကိုပိုပြီးမှသုံးပေးစေချင်ပါတယ်ရှင်ကဲအခုညီမပြောပြခဲ့တာလေးကတော့ chef pizza တစ်ခုကိုဝယ်ယူရမယ်ဆိုလို့ရှိရင်ဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်ကဲနောက်ထပ်လည်းအခုလိုမျိုးဥဒရရဆန်လေးကိုအရှင်းလုပ်ပေးတော့မှာဖြစ်လို့ညီမတို့ရှိရဲ့ page ကို like and follow လုပ်ပေးဖို့မမေ့ပါနဲ့เนาะအားလုံးကို